မိတ်ဆွေတို့တနာရီကိုပတ်စံဘယ်လောက်သုံးနိုင်လဲထားပါတော့ကော်ဖီကောင်းကောင်းတစ်ခွက်ဒါမှမဟုတ်ဈေးကြီးပေးရတဲ့ညစာတစ်နက်ပေါ့ဒါပေမဲ့ကောင်းငင်ပေါ်မှာပြန်တန်းနေတဲ့လေရင်တစ်စင်းကတော့တနာရီကိုဒေါ်လာ2သိန်းကျော်မြန်မာငွေနဲ့ဆိုသိန်းပေါင်းထောင်ချီမီးရှိုးဖြစ်နေတဲ့ဆိုရင်ရှုံနိုင်မလားဟုတ်ပါတယ်အဲ့ဒါကတော့ကမ္ဘာဈေးကြီးဆုံးလေရင်လို့လူသိများတဲ့ B2 separate ကိုပြောက်ဘုံကျဲလေရင်ကြီးအကြောင်းပဲဖြစ်ပါတယ်ဒီလေရင်ကြီးကတနာရီပြန်တန်းနိုင်မှုအတွက်ကုန်ကျစရိတ်ကဒေါ်လာ2သိန်း3000တောင်ရှိပါတယ်ဒါဟာတာမန်လူတစ်ယောက်ရဲ့3နှစ်စာဝင်ငွေထက်တောင်ပိုများနေပါသေးတယ်ဘာလို့ဒီလောက်တောင်ဈေးကြီးနေရတာလဲဒီလေရင်ကရွှေနဲ့လှုပ်ထားတာမို့လို့လားမဟုတ်ပါဘူးအပြေကတော့သူ့ရဲ့မမြင်ရခြင်းဆိုတဲ့စွမ်းရည်ကြောင်းပါပဲဒီဗီဒူးလေရင်ကိုကြည့်လိုက်ရင်တခြားလေရင်တွေနဲ့မတူဘူးဆိုတာချက်ချင်းသိတာပါရီအမီးမပါဘူးကိုရဲရှေ့ရှေ့ကြီးမပါပါဘူးချောမွနေတဲ့ flying wing လို့ခေါ်တဲ့ပုံစံမျိုးနဲ့တိစောက်ထားတာပါဒီပုံစံကအလှလှုပ်ထားတာတော့မဟုတ်ပါဘူးရန်သူရေဒါတွေကနေပုံရှောင်ဖို့အတွက်အထူးစီမံထားတာပါရန်သူနယ်မြေတွေကိုဘယ်သူမှမသိအောင်ဝင်မယ်ပြက်မှတ်တွေကိုဖျက်ဆီးမယ်ပြီးရင်ဘယ်သူမှမသိလိုက်ခင်ပြန်ထွက်လာမယ်ဒါကသူ့ရဲ့အဓိကတာဝန်ပါပဲဒီလိုလုံးနိုင်ဖို့အတွက်ဒီလေရင်ရဲ့ကိုယ်တွေကအရန်ကိုအရေးကြီးပါတယ်ဗီဒီယိုလေရင်တစ်ခုလုံးကိုရေဒါလိုင်းတွေကိုဆုပ်ယူနိုင်တဲ့အထူးပစ္စည်းတွေနဲ့ဖုံးအုပ်ထားရပါတယ်ဒီအလွှာကအရန်ကိုနူပါတယ်တာမန်ဆေးထုတ်ထားတာမျိုးမဟုတ်ပဲလူလက်နဲ့တေချာကိုပုံဖော်ဖန်တီးထားရတာပါလေရင်ကိုယ်တွေပေါ်မှာချက်ရလေးနည်းနည်းထင်သွားတာတို့မိုးရေထိတာတို့အပူချိန်လွန်ခဲ့တာတို့ဖြစ်သွားရင်တော့မှသူ့ရဲ့ကိုပြောင်စွမ်းရည်ကပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီလေရင်ကိုပြုပြင်ထိန်းသိမ်းရတာကတကယ်ကိုငရဲခံပါပဲတာမန်လေရင်တွေလို့သူ့ကိုလေရင်ကွင်းထဲမှာဒီအတိုင်းရပ်ထားလို့မရပါဘူးနေပူထဲမှာထားရင်သူ့ရဲ့ကိုပြောင်ဆေးသားတွေပျက်စီးသွားတယ်လို့အမြဲတမ်းအဲကွန်းဖွင့်ထားတဲ့အပူချိန်ထိန်းကြီးပေးထားတဲ့ဟန်ဂါရီထဲမှာပဲထားရပါတယ်ပြောရမယ်ဆိုရင်တော့လေတိုက်ရဲ့မင်းသမီးလေးပေါ့ဗျာသူ့အတွက်ဒီတန်ဆောက်ပေးရတဲ့လေရင်ယုံတွေကတင်ဒေါ်လာတန်းပေါင်းများစွာကုန်ကျနေပါပြီဒါကြောင့်လေသူ့ရဲ့တနာရီပြန်တန်းစရိတ်ကတခြားလေရင်တွေထက်ကိုအဆမတန်များနေရတာပါဥပမာ B52 လေရင်အိုကြီးတွေဆိုရင်တနာရီကိုဒေါ်လာ9000လောက်ပဲကုန်ပေမဲ့ B2 ကတော့3ဆလောက်ပိုကုန်ပါတယ်နောက်တစ်ခုကတော့ရှားပါမှုပါပဲတကယ်တမ်းကျတော့ဒီလေရင်ကိုအစင်း20စင်းပဲထုတ်လုပ်ခဲ့တာပါအခုဆိုရင်မတော်တဆမှုတွေကြောင့်19စင်းလောက်ပဲကျန်ပါတော့တယ်အရေးအတွက်နေတဲ့အတွက်ပစ္စည်းအပိုတွေကဈေးကြီးတယ်လို့လိုတလောက်လဲအလွယ်တကူဝယ်လို့မရပါဘူးဒဇင်းပြတ်ရင်နောက်ဒဇင်းစီကနေဖြုတ်တဲ့ရတာမျိုးတွေတောင်ရှိတတ်ပါတယ်ဒါပေမဲ့ဒီလောက်ဈေးကြီးတာတော့အမေရိကန်ကဘာလို့ဆက်တုံးနေတာလဲအဖြေကတော့သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ပါပဲဗီဒူးလေရင်ကအမေရိကန်နိုင်ငံမစ်ဆိုရီပြည်နယ်ကနေပြန်တက်ပြီးကမ္ဘာတစ်ဖက်ချမ်းကဘယ်နေရာကိုမဆိုဘုံသွားကျဲပြီးရင်ပြန်လာလို့ရပါတယ်လမ်းမှာလေရင်စီဖြစ်ဖို့လိုအပ်ပေမဲ့သူကမြေပြင်ကိုဆင်းသက်စရာမလိုပါဘူး။တမိုင်းမှာဆိုရင်ကိုဆိုဘိုစစ်ပွဲတုန်းကဗီဒိုတွေကအမေရိကန်ကနေဥရောပကိုတန်းသွားပြီးတော့ပုံကျဲခဲ့ဘူးတလို့2010ခုနှစ်တုန်းကအာဖဂန်နစ္စတန်စစ်ပွဲမှာဆိုရင်လေ44နာရီကြာမယမနာပြန်တန်းခဲ့တဲ့စံချိန်တွေရှိပါတယ်။လေရင်မှုနှစ်ယောက်ကလေရင်ပေါ်မှာပဲစားလေရင်ပေါ်မှာပဲလေရင်ပေါ်မှာပဲအပေါ်ပါသွားပြီးကမ္ဘာတစ်ပတ်ချမ်းကိုသွားတိုက်ခိုက်ခဲ့ကြတာပါ။အမေရိကန်လေတပ်အတွက်တော့တနာရီကိုဒေါ်လာ2သိန်းဆိုတဲ့ပမာဏကငြိမ်းအတွက်ပေးရတဲ့အဖို့အခါဒါမှမဟုတ်ရန်သူတွေငြိမ်နေအောင်လှုပ်ထားနိုင်တဲ့တန်ဖိုးလိုပဲသတ်မှတ်ထားပုံရပါတယ်။မကြခင်မှာတော့ DP2 တွေကို B21 Rider ဆိုတဲ့မျိုးဆက်သစ်လေရင်တွေနဲ့အစားထိုးတော့မှာဖြစ်ပေမဲ့ B2 တွေကတော့လေကြောင်းသမိုင်းမှာဈေးအကြီးဆုံးနဲ့နီးပညာအမြင့်ဆုံးကနဝင်လေရင်ကြီးတွေအဖြစ်ကျန်ရစ်နေအောင်ပါပါ။